အားလုံးပဲမင်္ဂလာပါရှင် origami ချိန်လေးပြန်ရောက်လာပါပြီအရင်တစ်ပတ်ကတော့ origami ချိန်လေးမှာဒီစာအုပ်တွေကပေါ့နော်စက္ကူအိမ်ကလေးခောက်ခဲ့တယ်ဒီတစ်ပတ်မှာတော့စက္ကူလေးရင်လေးခောက်မှာဖြစ်ပါတယ်စက္ကူလေးရင်လေးခောက်ဖို့အတွက်ပထမဆုံးစာရွက်တွေလိုပါမယ် A4 စာရွက်လေးရတယ်ဒီမျိုးစာရွက်လေးရတယ်ပေါ့နော်ပြီးရင်ပထမဆုံးစာရွက်ကိုထပ်ဝက်အရာလေးပေးပါမယ်အရာလေးပေးပြီးတော့ပြီဆိုရင်တော့ပြန်ဖြန့်ပြီးတော့ခုလိုလေးအချွန်လေးခောက်ပါမယ်အချွန်လေးခောက်ပြီးသွားပြီဆိုလို့ရှိရင်တော့ခုလိုလေးတဝက်ပြန်ချိုးပါမယ်တော့ရင်အရာလေးပြန်ပေးပါမယ်အရာလေးပေးသွားပြီဆိုရင်တော့ဒီလိုလေးအချွန်လေးတစ်ခေါက်ပါမယ်ပြီးရင်ဒီမှာညားလေးမှာဖက်လေးကျန်နေမယ်ပေါ့နော်အဲ့ဖက်လေးကိုလူလေးပြန်ခောက်ပါမယ်ပြီးတော့ရင်တော့တစ်ဖက်ကိုလှည့်ပြီးတော့လူလေးချိုးချပါမယ်ချိုးရွာပြီဆိုရင်လေရင်ရဲ့တောင်ပန်လေးဆွဲဖို့အတွက်ဖြစ်ဖို့အတွက်ဒီလိုလေးချိုးပါမယ်ပြီးရင်တခြားတစ်ဖက်ကိုလည်းလှည့်ပြီးတော့ဒီလေးကိုချိုးချပါမယ်အဲ့ဆိုရင်တော့စက္ကူလေးရင်လေးရောက်သွားပြီဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်